လူတယောက်တရက်ကိုရေပမာဏဘယ်လောက်တောက်တင်တယ်လဲကျွန်တော်တို့လူတယောက်လိုအပ်တဲ့ရေပမာဏကိုအကြမ်းများအဖြစ်2လီတာလို့သတ်မှတ်လို့မရပါဘူးတဲ့။ဘာကြောင့်လဲဆိုတော့လူရဲ့ကိုယ်လေးချိန်ပေါ်မူတည်ပြီးတော့ဗောနော်။လူကကိုယ်လေးချိန်နည်းမယ်ဆိုလို့ရှိရင်ရေတက်နည်းနည်းလို့ပြီးတော့ကိုယ်လေးချိန်များမယ်ဆိုရင်ရေတက်များများလို့ပါတယ်။အဲ့တော့ကိုလိုတဲ့ရေတက်ပမာဏကိုဒီ formula လေးနဲ့တွက်လို့ရတယ်။သူကကိုယ့်ရဲ့ကိုယ်လေးချိန်ပေါင်ကို15မီလီလီတာနဲ့မြှောက်လိုက်တာဗောနော်။အဲ့တော့ဥပမာတွက်ပြရလို့ရှိရင်ကျွန်တော်တို့ကိုယ်လေးချိန်ပေါင်100ရှိတဲ့လူဆိုလို့ရှိရင်15နဲ့မြှောက်လိုက်တဲ့အခါကျတော့1500မီလီလီတာဗောနော်1500မီလီလီတာဆိုတော့1လီတာခွဲဗောနော်တပူးနဲ့တစ်ဝက်လောက်လိုလိမ့်မယ်အကယ်၍ကိုလေးချိန်ကပေါင်120ရှိရဲဆိုလို့ရှိရင်15နဲ့မြှောက်လိုက်တဲ့အခါကျတော့1800ပေါ့နော်1800ဆိုလို့ရှိရင်တော့2ပူးနီးနီးပေါ့2လီတာနီးနီးလိုလိမ့်မယ်ပေါ့နော်အကယ်၍ဒါကိုလေးချိန်ကပေါင်200ရှိမယ်ဆိုလို့ရှိရင်15နဲ့မြှောက်လိုက်တော့3လီတာပေါ့နော်အနည်းဆုံးရေ3လီတာလိုပါလိမ့်မယ်အဲ့တော့ကိုကဒီတောင်းမယ့်ရေပမာဏကိုတွက်ချက်ပြီးတော့ဒီတိုင်းရေတက်ပြည့်အောင်နေမယ်ဆိုရင်ကျန်းမာတဲ့ခန္ဓာကိုယ်ပိုင်ဆိုင်နိုင်ပါလိမ့်မယ်ဒါမဲ့တစ်ခါတည်းကြားလို့ရှိရင်ကျွန်တော်တို့ချွတ်ထွက်များတဲ့နေ့တွေရာသီဥတုပူပြင်းတဲ့ခါတွေမှာဆိုလို့ရှိရင်တော့ရေတက်ကဒီထက်ပိုပြီးတော့လိုနိုင်ပါတယ်နော်ဒါပတ်စံတစ်ပြောင်းမကုန်မဲ့ကျန်းမာစေမဲ့နီလန်နေအကြောင်းပြပြပေးနေတယ်26ရက်နေ့မှာရေတက်ပြေဝဖို့အတွက်တွက်ချက်တဲ့နီလေးကိုပြပြလိုက်တာဖြစ်ပါတယ်အားလုံးအတွက်အကျိုးရှိမယ်လို့ထင်ပါတယ်နော်အားလုံးကျေးဇူးတင်ပါတယ်ဒီနေ့တော့ဗီဒီယိုလေးကကျွန်တော်အပြင်မှာရိုက်တာမဟုတ်လို့နည်းနည်းအတန်လေးနည်းနည်းဆူနေရလေးတော့အားနာပါတယ်နော်